မျိုးသမီးကတကားဖွင့်လိုက်တဲ့အချိန်မှာပဲချက်ချင်းဆိုသလိုထိတ်လန့်တုန်လှုပ်သွားရပါတယ်။ဘာလို့လဲဆိုတော့တကားပြင်ပမှာမတက်ရက်နေတာကလွန်ခဲ့တဲ့10နှစ်ကသူမရဲ့ရေးစားဟောင်းဖြစ်နေပြီးသူ့နောက်မှာတော့မိသက်သမားတစုရှိနေလို့ပါ။ရန်စွတ်တန်းတာခဲ့ရတဲ့ထိုလူသားကိုမြင်လိုက်ရချိန်မှာစုကျင်တယောက်ဘာလို့ရမှန်းမသိစွန့်သွားသလိုစီယန်ကိုယ်တိုင်လည်းဒီလိုတိုက်ဆိုင်မှုကြီးကတကယ်အိမ်မက်တစ်ခုလိုမယုံနိုင်အောင်ဖြစ်နေရပါတယ်။ဒီချိန်မှာပဲကွန်ဒိုစီမံခန့်ခွဲရေးဝန်ထမ်းကအခြေအနေကိုအမြန်ရှင်းပြပါတယ်။အပေါ်ထက်ကကလေးတယောက်ဟာသတင်းပေါက်ကနေတွားထွက်ရင်အပြင်ကအေယာကွန်အေးပေးဆက်ဦးပေါ်မှာညနေချောင်းကလေးမိဘတွေကလည်းအိမ်မှာမရှိကြတဲ့အတွက်ကလေးကိုကယ်ဆယ်ဖို့စုကျင်ရဲ့တိုက်ခန်းကိုဖျက်တမ်းသွားခွင့်ပြုဖို့ပြောလာတာပါ။ဒါကိုကြားလိုက်ရချင်းပဲစုကျင်ဟာမိသက်သမားတွေကိုအိမ်ထဲအမြန်ပေးဝင်လိုက်ပါတယ်။ကယ်ဆယ်ရေးလုပ်ဖို့သတင်းပေါက်ကိုဖွင့်လိုက်တဲ့အချိန်မှာပဲကလေးရဲ့လက်ကလေးတွေညှို့မဲနေပြီးဖြစ်တာကိုမြင်လိုက်ရပါတယ်။ကလေးလေးဟာဆက်ပြီးတောက်ခံထားနိုင်စွမ်းမရှိတော့တာရှင်းနေပါတယ်။ဒါကိုမြင်တာနဲ့စုကျင်ဟာသူ့ရဲ့လုံခြုံရေးကြိုးကိုအမြန်ချီနှောင်ပြီးကလေးစီကိုဖြည်းဖြည်းချင်းတိုးသွားပါတော့တယ်။အနားကိုချင်းကပ်မိတာနဲ့ကြောက်လန့်နေတဲ့ကလေးကိုစိတ်အေးသွားအောင်အဆက်မပြတ်ချုံမော်ပြီးနောက်ဆုံးမှာတော့သူနဲ့သူ့ဖွဲ့သားဟာကလေးကိုရင်ခွင်နဲ့အရောက်ပွေးပိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုရုတ်တရက်ဖြစ်သွားခဲ့ပါတယ်။စီယန်ရဲ့ခန္ဓာကိုယ်ကပြင်းပြင်းထန်ထန်ရင်းခါသွားပြီးပေပေါင်းများစွာမြင်မာတဲ့အမြင့်ကနေပြုတ်ကျလူနီးပါးဖြစ်သွားခဲ့ပါတယ်။စုကျင်ရဲ့ရင်တစ်ခုလုံးလည်းထိတ်ခနဲဖြစ်သွားရပါတယ်။ကံကောင်းထောက်မစွာနဲ့လုံခြုံရေးကြိုးကဆွဲထိတ်ပေးလိုက်လို့ဘေးရန်တွေကနေတီတီလေးလွတ်မြောက်သွားခဲ့ပေမဲ့ကလေးကတော့ထိတ်လန့်တုန်လှုပ်သွားပါတယ်။စုကျင်ဟာကလေးရဲ့ဒဏ်ရာတွေကိုစိတ်ရှည်လက်ရှည်နဲ့ဆေးထည့်ပေးခဲ့ပါတယ်။မကြခင်မှာပဲကလေးမိဘတွေပြေးလွှားပြန်ရောက်လာပြီးမိသက်သမားတွေကိုထပ်ခါတလဲလဲကျေးဇူးတင်စကားဆိုရင်ဦးကြောင်ကြောင်ကလေးလေးကိုခေါ်ဆောင်သွားကြပါတယ်။မိသက်သမားတွေပစ္စည်းတွေတင်ပြီးပြန်ဖို့လုပ်နေချိန်မှာတော့စီယန်အနားမှာမရှိခိုက်စုကျင်ဟာအဖွဲ့သားတယောက်ကိုအမြန်ဆွဲခေါ်ပြီးစီယန်ရဲ့ WeChat အကောင့်ကိုတောင်းလိုက်ပါတယ်။သူမရဲ့စိတ်ရင်းမှန်နဲ့တောင်းပန်တိုးရှိုးနေတဲ့မျက်နှာလေးကိုမြင်တော့မိသက်သမားကလည်းလွှတ်ထားပေးဖို့အတိတောင်းပြီးပေးလိုက်ပါတယ်။စီယန်ပြန်တော့မယ်ဆဲဆဲမှာစုကျင်ကသူ့ရဲ့ဒဏ်ရာကိုဆေးထည့်ပေးမယ်ဆိုပြီးရှေးဦးသူနာပြုတ်တက်တာကိုအမြန်ပြေးယူလာပါတယ်။ဒါပေမဲ့စီယန်ကိုလက်ကမ်းပေးဖို့ပြောလိုက်တဲ့အခါစီယန်ဟာအနေငယ်ရှက်ကိုရှက်ကန်ဖြစ်သွားရပါတယ်။ဝေခွဲမရခိတ္တတုံဆိုင်နေပြီးမှသူလက်ကမ်းပေးလိုက်ပြီးသူမကသူ့ရဲ့ဒဏ်ရာကိုညင်ညင်သာသာလေးတန်းစင်ပေးပြီးပတ်တိစီပေးနေတာကိုငေးကြည့်နေမိပါတယ်။စီယန်ရဲ့နှလုံးခုန်တန်းတွေဟာနားကွဲမတက်ပြင်းထန်လာပါတယ်။အဲ့ဒီအချိန်မှာစုကျင်ကရုတ်တရက်မော့အကြည့်သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားကြပါတယ်။မိရဲ့ခံစားချက်တွေကိုမထိန်ချုပ်နိုင်မှစိုးရိမ်တာကြောင့်စီယန်ဟာမျက်နှာကိုချက်ချင်းလွှဲလိုက်ပြီးသူမကိုစက်မကြည့်ရတော့ပါဘူး။ဒဏ်ရာကိုပြုစုပြီးသွားတဲ့နောက်မှာတော့တကယ်ပဲရင်ငတ်နေတာကြောင့်စီယန်ဟာလက်ဖက်ရည်ကွက်ကိုကောက်ကင်ပြီးမော့တောက်လိုက်ပါတယ်။စုကျင်ကတော့သူ့ကိုငေးမော့ကြည့်ရင်အံ့ဩမြင်သက်လို့နေပါတယ်။ကိုသဘောကျရတဲ့သူဆိုရင်ရေမော့တောက်နေတာတောင်ကြည့်ကောင်းနေတတ်တယ်ဆိုတဲ့အတိုင်းသူမရဲ့ရင်ခုန်ဆွဲလန်းမှုတွေကပုံမကြီးထွားလာရပါတယ်။စီယန်ထွက်သွားပြီးတဲ့နောက်မှာတော့စုကျင်ဟာသူ့တောက်သွားတဲ့ရေခွက်ကလေးကိုပဲစိုက်ကြည့်နေမိပါတော့တယ်။လူတစ်ယောက်ကိုသဘောကျမိပြီဆိုရင်သူ့သုံးသွားတဲ့ခွက်ကလေးတောင်ထူးခြားနေတတ်တယ်ဆိုတဲ့စကားပုံလိုပါပဲ။အဲဒီနောက်မှာစုကျင်ဟာပြောဖို့ကြံခဲ့တဲ့အရေးကြီးတဲ့အရာတစ်ခုရှိသေးတာကိုသတိရသွားပါတယ်။သူမရုတ်တရက်ထွက်လိုက်ပြီးသတင်းပေါက်ကိုဖွင့်ကအောက်ကစီယန်နှန်းခေါ်လိုက်ပါတယ်။စုကျင်နှန်းခေါ်တန်ကိုကြားတော့စီယန်ခြေလမ်းတွေတုံခနဲဖြစ်သွားပေမဲ့လှည့်ကြည့်လာပါတယ်။ဒီတစ်ပတ်ပိတ်ရက်အားလားဟင်။ဒါပေမဲ့စီယန်ကသူမကိုပြန်မဖြေခဲ့ပါဘူး။ခိတ္တမြသာတုံးဆိုင်နေပြီးနောက်လှည့်ထွက်သွားခဲ့ပါတယ်။သို့တော်လည်းစုကျင်ကိုအံ့အားတင်သွားစီတာကတော့ညဘက်ရောက်တဲ့အခါမှာသူမစီကိုစီယန်စီကနေအကောင့်လက်ခံလိုက်တဲ့နိုတီမချင်းမဲ့ပဲရောက်ရှိလာတာပါပဲ။သူမအတိုင်းမသိဝမ်းသာသွားရပါတယ်။စုကျင်ဟာသူ့ရဲ့ post တွေကိုအမြန်ဖွင့်ကြည့်လိုက်ပြီးပိုလို့တောင်ပျော်ရွှင်သွားရပါတော့တယ်။သူတို့နှစ်ယောက်ပြန်လည်ဆင်ပြေဖို့မျှော်လင့်ချက်မိတောက်လေးဟာအိတ်တစိတ်ပြန်လည်တောက်လောင်လာသလိုမျိုးသူမခံစားလိုက်ရပါတော့တယ်